မှာတင်းလူတင်လာများအားဖုန်းဆက်စကားပြောကြားမှာဖြစ်ပါတယ်။ဖုန်းဆက်စကားပြောကြားပေးပါရန်အတွက်တဝဲအသင်းဥက္ကဋ္ဌဦးခင်စိုးအားစင်းမြင့်ထက်တွင်နေရာယူပေးပါရန်အတွက်လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုကျက်သိမင်္ဂလာပေါင်းတဲ့ခါညောင်းပြီးအင်မတန်မှထူးခြားလာတဲ့နေကောင်းရဲမြတ်အခြေခံသမယမှာကျွန်တော်များတဝဲအသင်းကြီးနှစ်တရာပြည့်မြောက်လို့အခုလိုပြုလုပ်တဲ့ရာပြည့်ပွဲကိုကြောက်ရောက်ပြီးဖွင့်ပွဲတွင်ဖက်ထုတ်ဖြတ်ပေးသောဝန်ကြီးချုပ်နဲ့တကွပြည်တော်ဝန်ကြီးအဖွဲ့ဝင်များရဝေးရန်ဒီမှာတခုတကလာရောက်အားပေးကြတဲ့မိတ်ဆွေများအားလည်းကောင်းဌာနဆိုင်ရာတည်တည်နဲ့တရင်မီဒီယာသမားစာနယ်ဇင်းသမားများအားလည်းကောင်းစာရေးဆရာများရုပ်ရှင်နုပညာလောကမှာပုဂ္ဂိုလ်များတဝဲသူတဝဲသားများနဲ့တကွကြွားရောက်လာကြတဲ့ပိဋကအားလုံးကိုအမှုဆောင်များဂုဏ်ထူးဆောင်နာယကများအသိဝန်ထမ်းများအားလုံးဤကိုစားကျွန်တော်မှအထူးပင်ဝမ်းမြောက်ကျင့်နိုင်ရပါကြောင်းကိုစစ်နှပြကျမ်းမာချမ်းသာပြီးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်ကြွားလာကြတဲ့ပရိသတ်ကြီးများခင်ဗျာအသင်းကြီးကိုစတင်ထူထောင်ပေးတဲ့ပုဂ္ဂိုလ်ကြီးများနဲ့အခုလိုတဝဲအသင်းရဲ့နှစ်ရာပြည့်မြောက်အောင်ထိရည်ရွယ်ချက်ကြီးမားစွာနဲ့စီမီစီကန်းကိုခင်းနှင့်လျော်ညီအောင်ချမှတ်ရေးဆွဲပေးတဲ့ပုဂ္ဂိုလ်အသီးသီးကိုကျွန်တော်ဒီနေရာကနေပြီးတော့လေးစားဂုဏ်ပြုပါကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့အသင်းကြီးနေနဲ့ပူဇော်ကြွရမယ့်ပုဂ္ဂိုလ်များချင်းမြင့်ထိုက်တဲ့ပုဂ္ဂိုလ်များကူညီပေးရမယ့်ပုဂ္ဂိုလ်များကိုလူမှုရေးစေတနာတရားထက်သန်စွာနဲ့အားကျုံမှန်တဲ့ဆောင်ရွက်လာခဲ့တဲ့အကြောင်းကိုဒီနေရာကနေပြီးတော့အသိပေးလိုပါတယ်အခုရာပြည့်ပွဲကြီးကိုခမ်းနားစွာကျင်းပရတဲ့အကြောင်းရင်းအရလဲပညာရေးစီးပွားရေးစသည့်အကြောင်းမျိုးမျိုးနဲ့ရန်ကုန်မြို့ကြီးသို့လာရောက်နေထိုင်ကြတဲ့တဝဲသူတဝဲသားများအားလုံးကိုယဉ်နီးချစ်ခင်ပျော်ရွှင်စွာနဲ့ပြည့်စုံခွင့်ရရှိစေရန်နဲ့တဝဲရိုးရာအကနဲ့စားတော်များကိုလည်းပြန်လည်ကြည့်ရှုစားတော့အရသာခံစားရင်းနဲ့ပျော်ရွှင်ကြည်နူးတဲ့အပန်းရစရာနေ့လေးတစ်နေ့အဖြစ်ရင်ထမ်းစွန့်ကြံနေစေ